ညီကိုအားလုံးပဲမင်္ဂလာပါ။ Chelsea နောက်ဆုံးအားကစားတင်းများကိုကျွန်တော်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ TikTok ညီကိုနဲ့လည်း TikTok ဘန်က YouTube မှာ live နားဆင်လို့ရပါတယ်ခင်ဗျာ။ Chelsea တင်းရဒီလက်ကိုဗျာသူအင်္ဂလန် U20 တင်းကိုမတွားဖို့ဗျာကလပ်ဝါကတ်မှာသူတို့နဲ့အချိန်တွေကိုကုံဆုံးဖို့အတွက်တောင်းဆိုထားတာဖြစ်တယ်။ဒီလက်ကဗျာအင်္ဂလန် U20 တင်းမှာလည်းတွားရောက်ကန်လို့ရတယ်ဗျာဒါပေမဲ့ကလပ်ဝါကတ်မှာသူ့ကိုအချိန်ကုံဆုံးဖို့အတွက်တောင်းဆိုထားတာဖြစ်တယ်။ EKTQ ကိုအခုချိန်မှာဆိုလပါဘူးတင်းကလည်းစိတ်ဝင်စားနေတာဖြစ်တယ်။လပါဘူးတင်းနဲ့အပြိုင်စိတ်ဝင်စားမယ် Chelsea တင်းကလက်ဦးမှုရရှိထားတယ်လို့တင်းနေ့မှာဖော်ပြထားတယ်ဗျာ EKTQ ကို Chelsea ကလပါဘူးတက်ပုံမရရှိဖို့များတာလည်းဖြစ်ပါတယ်ခင်ဗျာအခုချိန်မှာဆိုရင်တော့ Manchester United အတင်းက Jackson ကိုဗျာကောလာတာဒင်းတွေထွက်နေရဗျာတကယ်လို့ဆိုလို့ရှိရင်လည်း Jackson ဆိုရင်လည်းမဆိုးဘူးဗျာကျွန်တော်အနေထားနဲ့ဆိုရင်တော့ Jackson ကို Man United ကိုရောင်းတယ်နဲ့ဘာလို့လဲဆိုတော့ဟုတ်တယ်မလား Jackson ကိုပြီးရင်ဗျာ Sancho ကိုခေါ်တဲ့15တန်းကိုဗျာ Jackson နဲ့ပေးပြီးတော့အဲ့လိုပေးချေလိုက်ရင်မကောင်းဘူးလားဗျာအဲ့ဆိုလို့ရှိရင်25တန်းလည်းမကုန်တော့ဘူး Sancho ကိုကျွန်တော်တို့ယူထားမယ်ဗျာ Jackson ကို Manchester United စီကိုပေးမယ်အဲ့ဆိုလည်းရန်ကြိုက်တယ်ဗျာမဟုတ်ဘူးလား